နဲ့ကျွန်တော်တို့ကတော့တမို့ဆိုးပါပဲဗျာနော်ရွာပါပဲဗျကဲချီလုံးကိုစားပြီးတမတ်ရရှိသွားခဲ့ပြီဘယ်ကြောင့်အမတမတ်ရရှိသွားပြီဗျာနော်တမို့ဆိုးကတော့တမတ်ဒီသုံးအောင်တော့မရရှိသေးဘူးဗျနောက်ထပ်တမတ်ချစ်သူလမ်းကြားပဲဗျာချစ်သူလမ်းကြားထဲမှာပဲနောက်ထပ်တမတ်ထည့်ရသွားပြီဗျာနော်ဒီတော့လိုင်းကြပါဘူးပူလို့လားနောက်ထပ်တမတ်ထက်ကြဆက်ရသွားနိုင်ကြနော်ဒီဗျာလုံးမို့ညီငယ်ချစ်တဲ့ညီငယ်လေးချစ်လုံးမို့ရဲ့စားပစ်ကိုကြည့်ရမယ်ဗျာနော်ထိုးရတယ်ချိန်လေးဘောထောက်ရတယ်အတိတင်ရတယ်ချိန်လေးပဲမိသွားပြီချက်လီကဲမိသွားပြီဗျာကောင်းပါလေဗျာနော်ချက်လီရဲ့အနေငယ်လေးမိုင်းသုံးရသုံးမဲ့ပါဗျာမကြည့်ပါလားဗျာလုံးမို့ထိုးရတယ်ချက်လီမိသွားပြီမိသွားပြီနှလုံးကိုင်နေတယ်ရှိန်လေးကဲမိသွားပြီမကြီး10ထောက်တည်းကတော့10တောက်နေတဲ့အတိုင်းပဲဗျာနော်ကဲလက်ရှိချိန်ဒီမှာဆိုရင်တော့ကျွန်တော်တို့ငယ်လေးချလုံးမို့စာပေထိုးရတယ်ဘယ်လိုင်းနဲ့မကောင်းလိုက်တာဗျာငယ်လေးချလုံးမို့ကောင်းပါနေဗျာနော်ဘယ်လိုင်းနဲ့မှာဗျာမတမက်ထိုက်ယူသွားခဲ့ပြန်ပြီဗျာနော်ကဲစားပဲကတော့၄လုံးတီးတီးရှိခဲ့ပြီဗျာနော်ထထိုးတာထပ်ပေါက်တယ်ဗျာကောင်းပါလေဗျာနော်ဒီငယ်လေးချလုံးမို့ရဲ့ဘယ်လိုင်းတိကျမှုစကေးရတော့တကယ်မှအင်မတန်မှအားရစရာပါပဲဗျာနော်ဝိနည်းဆိုတဲ့အတိုင်းပဲပိုက်တော့စားပြီးကိုမတွေ့ရသေးဘူးဗျာနော်ချလုံးမို့ထိုးထားတယ်ပုတ်ထားတယ်ရှိန်လေးပြပါချင်းချက်လီမကြီးချက်လီပါမကြီးချလုံးကိုအိမ်ဝင်မှာကြောင့်တက်တက်ပြနေတာလည်းအတူပဲဗျာနော်ကျွန်တော်မှတ်တော့မှမပြောပြနိုင်တော့ဘူးဗျာနော်ဘောဘီယာချလုံးကိုပိုက်တော့ချလုံးကိုပိုက်တော့ကဲအမကတော့7-1ပါဗျာနော်မဟုတ်ဆိုတော့9မှတ်ပါဒါပေမဲ့တပ်ပေါ်ထားတယ်ဝီဒီနိုင်မာထားတယ်တိုင်းမြတ်ဖြစ်သွားပြီနော်ဟိုဘက်ကအာဒီကတော့မိတဲ့ချစ်တော့ကွီးတယ်ပေါ့ဗျာနော်ကွီးတယ်ကတော့အပြော့အဖေးလေးနဲ့နှိုက်နေတာကိုတွေ့ရတယ်ဗျာနော်မနေ့ကကြီးအလုံးကိုကျင်းစစ်တော့နေ83နဲ့ကွင်းချိန်သွားခဲ့ပါပြီအမတ်တမထပ်ပေါက်သွားပြီဗျာနော်ဒီနေ့ဘယ်လိုရှာမလဲဗျာကြောက်ကြပြီဂျယ်လီခေါ်လာပြီဂျယ်လီလာပြီပေးခေါင်းနဲ့ကဲမကြီးဖန်လာတယ်ချလုံးမို့မောက်ပေးတာတယ်ဂျယ်လီကောင်းတယ်ဗျာကဲမကတော့9-7ပါဗျာနော်ထိုးလာတယ်လုံးမပုတ်ထားတယ်
ဒီမာလာတယ်ကောင်းတယ်ရှိန်လေးမိသွားတယ်နီမကြီးပြန်ချလာတယ်ရှိန်လေးပါလာပြီဂျယ်လီကောင်းနဲ့ဖမ်းသွားပြီမကြီးကောင်းနဲ့တဲတယ်ခွာပြီမိတယ်ဘလို့အိုးကောင်းလိုက်တဲ့အတစ်ရဲ့ဂျယ်လီရဲ့ပုတ်ချင်းကိုတော့နေရာယူမှန်မှန်ကန်ကန်နဲ့5ပါခင်ဗျာနော်9မှတ်5မှတ်ပါချီလိုမို့ထိုးထားပြီမှတ်အတစ်ဖမ်းလာတယ်ဘလို့စင်မလဲဗျာတေရွာမိတယ်အပြန်မိတယ်အိုးကောင်းတယ်ဗျာချင်းလေးရဲ့ကန်ချင်းကိုတော့6တော့သေးသေးလေးနဲ့ကြီးငိန်လာတဲ့မှတ်ကြီးကတော့ဘရိတ်ဂျယ်လီရဲ့ညာလိုင်းကိုထွက်သွားတယ်ဗျာကဲအမတ်ကတော့ကျွန်တော်တို့9မှတ်9မှတ်နဲ့အောက်မှာဖြစ်ပါတယ်အမတ်ကြီး6မှတ်9မှတ်ဗျာနော်အမတ်ကတော့တပြေးပြေးညှိလာပြီဗျာနော်အတစ်ဆိုတဲ့နာမည်တစ်လုံးကလည်းလကားရခဲ့တာမဟုတ်ဘူးမှတ်ကြီးဖမ်းလာတယ်ကျွန်တော်တို့ရတယ်ပြန်လာပြီနော်အမတ်ကတော့7မှတ်9မှတ်နဲ့ကျွန်တော်တို့ချစ်လုံးမို့စပစ်ထိုးမှာဖြစ်ပါတယ်ချစ်လုံးမို့ပို့ထားတယ်အထစ်လိုက်တာပြီအထစ်ပဲတည်ထားတယ်ဘယ်လိုဆယ်မလဲဗျာကောင်းပါတယ်ဗျာအထစ်ကပြောင်းမြန်ဖြစ်သွားပြီဗျာနော်တကယ်လိုက်နိုင်ပါသေးတယ်အထစ်နော်ပုတ်ချင်းတွေရောဖမ်းချင်းတွေရောကောင်းနေသေးတာကိုတွေ့ရတယ်ဗျအမတ်ကတော့9မှတ်7မှတ်ပါပဲဖြုတ်ချသွားပြီဂျယ်လီအမတ်ကတော့အောက်ကပိတ်တက်ကိုလည်းကျွန်တော်တောက်ထောက်ထားတဲ့လူကလည်းသူကဒီအောင်ခွာတိုင်းထားရတယ်ဗျာနော်သူတည်းလည်းဒုက္ခမသေးလာပါဘူးဗျကဲတော်တော်လေးဝေးသွားတာကိုတွေ့ရတယ်ဗျာနော်အဘိကိုအားနဲ့အင်းနဲ့မြိုက်ဖက်နဲ့ပုံမှန်လေးနဲ့ပဲရိုက်ပြီးတော့ရှားနေတာကိုတွေ့ရတယ်ဗျာနော်ကဲချစ်လုံးမို့စားပဲထိုးမယ်ဗျာအမတ်ကတော့7မှတ်8မှတ်ပါဗျာချစ်လုံးမို့က7မှတ်အာတစ်က8မှတ်ပါခင်ဗျထိုးပြီးကဲဂျားကြီးကြီးဗျာနော်ချစ်လုံးမို့ဘယ်လိုရှာမလဲကျွန်တော်တို့ကြည့်ရအောင်ဗျာနော်ကဲချစ်လုံးမို့ထိုးပြီးဂျားကြီးရှိန်လေးထွက်သွားပြီသူပါသူပဲလိုက်တယ်တဲ့ကိုတင်ကိုတက်နောက်တစ်ပတ်ပေးလေးရပြန်ပြီဗျကဲရှိန်လေးစီကနေပဲဖတ်စောဟာနောက်တစ်ပတ်ရိုင်းကဲကျွန်တော်တို့ပါပြီဖြစ်တဲ့အတွက်ကြောင့်မလို့เนาะကျွန်တော်တို့ကြောက်စရာကြီးပါပဲဗျာเนาะကဲကြည့်ရှုပေးနေတဲ့ဝါသာရှင်တန်းကေဒီလိုလို့ရေကျေးဇူးထူးတင်ရှိပါတယ်ဗျာเนาะအမကြီးစင်သွားပြီဂျယ်လီတိုက်ပေါ်ရောက်သွားပြီကောင်းလိုက်တာဗျာเนาะအမကြီးရဲ့ဖတ်စောပိတ်သက်ပေါ်ရောက်သွားတာကိုဂျယ်လီဟာဆိုလို့ရှိရင်တော့ခေါင်းလေးဆက်ပြီးတော့အမတ်ကတော့ကျွန်တော်တို့73မှတ်8မှတ်ပါပဲဗျာနော်8မှတ်ပါကဲချလုံးကိုဘယ်ဟိုမာယာများမလဲကြည့်မယ်ဗျာနော်ထိုးပြီပုတ်တယ်ကောင်းပါလားနော်ပုတ်ချင်းရတယ်ချလုံးကိုရဲ့ပုတ်ချင်းအားဆိုလို့ရှိရင်ပိုက်တန်းပေါ်မှာလိမ့်ကနဲ့ဒီဘက်ကိုကျသွားပြီးတော့တမက်ရသွားကျွန်တော်ကြည့်မယ်ဗျာကဲအာဒီစူးစမ်းထားပါအောင်အာဒီဖြုတ်ပြန်ပြီဂျယ်လီကိုအောင်ကောက်တယ်ပြတ်သွားပြီအာဒီရဲ့ဖြုတ်ချင်းကဲဘလို့ဆယ်မလဲဗျာကောင်းလိုက်တာနော်ကဲဆယ်ပါတဲ့အဲ့ဒီစူးစမ်းထားပါတယ်နော်ပြည်သက်တွေကတော့ line ပေါ်မှာအားပေးကုန်ပြီဗျာနော်ကဲအာတစ်စားပဲထိုးပြီးဖြုတ်တာပဲကတော့ဆယ်မဲ့ထွက်နေတာကိုတွေ့ရတယ်ဗျအာတစ်ထိုးပြီးဂျယ်လီကောင်းလေးနဲ့ဖမ်းတာတဲ့ချစ်လုံးမို့တည်ထားတယ်ပိုက်ပေါ်မှာပဲခွာပြီးမိပြီပြန်မိတယ်ရှိန်လေးခွာဖို့တယ်ကဲကောင်းဘူးလားဗျာဒီအလုံးနော်အာတစ်ကတော့အမတ်ဘလောက်ပဲနေနေတီတီငိမ့်ငိမ့်နဲ့တကယ်ကိုအာတစ်ဆိုတဲ့နာမည်တစ်လုံးနဲ့ဘလောက်တော့မသိဘူးဗျ14မှတ်17မှတ်ပါခင်ဗျာနော်ကဲကြည့်ရှုပေးနေတဲ့တန်းကေတော်ညီကိုများမင်္ဂလာပါဗျအာတစ်ကောင်းတယ်ဗျာရှိန်လေးကတ်ပြီကောင်းတယ်ဗျာရှိန်လေးတို့စမ်းပစ်ထိုးရမယ်ဗျာနော်ကဲအာတစ်ကြိုးသားပါတယ်အာတစ်နိုင်ရမည်တကယ်ကျွန်တော်ပြောလိုက်ပါပြီဗျာနော်ကဲအာတစ်စမ်းပစ်ထိုးပြန်ပြီဗျာကဲကောင်းလိုက်တဲ့အားတွေဗျာအမတ်ဒီလောက်အပြက်ကြီးကဲဘယ်လိုလုံးမလဲကျွန်တော်တို့ကဲကျွန်တော်တို့လည်းတကယ်ကျွန်တော်လည်းပြောရမယ်ကိစ္စအားများတာဟာကဖုန်းကျိုးတော့ပါဗျာကဲလုံးပါပါဗျာမိတယ်လားအော်အေးလာဟုတ်ပါဘူးဆာလီမီဒီယာဟုတ်ပါလားမကြည့်ကြအောင်ဒီအမကကျွန်တော်တို့12မှတ်14မှတ်နဲ့ကျွန်တော်တို့ရင်းပြဘက်တိုက်နေရတယ်ဗျာနော်ဘယ်လိုက်သမားမှဒေါင်းနဲ့လွတ်လို့မရတော့ဘူးကျွန်တော်တို့လည်းအကုန်လုံးလက်နဲ့ကန်ရပြီကဲကောင်းပါလေဗျာခဏကဲချလုံးမစား
န်းလာဖြစ်တယ်အမတ်ကတော့ဟုတ်တူးပါပဲဗျာနော်ရှေ့ကကျွန်တော်တို့အတုတ်ကလည်းထိုင်လို့မရတော့အတုတ်ကမတက်ရနေဗျာထိုင်ခိုင်းလို့လည်းမရတော့ဘူးဗျာနော်ကဲထိုးပြီးချစ်လုံးမို့ဖန်လာပြီတည်ထားတယ်ကြံသွားပြီအောင်းပါလေဗျာတော့ရှိနေအားဒီသင်းနေတဲ့အားဒီတို့ကိုအခွင့်အရေးပေးဦးမလားထားခဲ့မလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ဗျာနော်ကဲကျွန်တော်တို့အပေါ်ကအထူးတန်းပုံကိုယ်ရဲ့ရေတွေကျလာလိုက်ဗျာနော်အနေမလားမတက်ရက်ကိုမရဘူးနေပတွန်းရပါနဲ့ဟာဟာမရပါဘူးကွာအဲ့နောက်ကညီလေးတားမနှောမှာလည်းဒီက like ဖုံးကြိုင်တာလို့ကျွန်တော်တက်တော့ရက်လို့မရဘူးဗျာနော်တသောင်းကြီးအေးထိုင်ဖို့နေတာလည်းမတက်ရကြဘူးမရှိဘူးထိုင်လို့မရတော့ပါလေထိုင်လို့မရတော့ဘူးကျွန်တော်လည်းမမြင်အောင်ဗျကဲချလုံးကိုစားပြီး14မဲ့12မဲ့ကဲချလုံးမို့ရဲ့စားပြီးကဂျားချင်းတစ်လုံးပေါက်တယ်ဗျာမြန်ပြီးပါမှာပဲဗျာပွဲမကောင်းကျွန်တော်တို့ပါပဲခင်ဗျကဲကဘာကျော်မဲ့တေပွဲကတော့ဒုက္ခတော်တော်ရောက်တယ်ဗျချလုံးမပို့ထားပြီရှိန်လေးပါသွားပြီဂျယ်လီကောင်းတဲ့ဘက်နဲ့ပုတ်ချတယ်ကဲကျွန်တော်ချင်းညာနေစဉ်အတွင်းပါပဲကျွန်တော်တို့ပြီးသွားခဲ့ပါပြီခင်ဗျာ15မဲ့12မဲ့နဲ့